The Crew အပိုင်းတစ်မိုးရွာနေတဲ့ညတညမြို့တစ်မြို့ထဲမှာဂီတသမားတစ်ယောက်ဖြစ်တဲ့ Eric နဲ့သူ့ချစ်သူ Shelly တို့ဟာမင်္ဂလာပွဲကျင်းပဖို့စီစဉ်နေကြတယ်။ဒါပေမဲ့ရက်ဆက်တဲ့အုပ်စုတစုကသူတို့အိမ်ထဲဝင်ရောက်ပြီးနှိပ်စက်သတ်ချက်ခဲ့ကြတယ်။အဲ့ဒီညဟာသူတို့နှစ်ယောက်ရဲ့အသက်တာအဆုံးသတ်သွားတဲ့ညဖြစ်သွားတယ်။တစ်နှစ်အကြာတင်ချိုင်းအပေါ်မှာကြီးတစ်ကောင်လာရောက်တယ်။အဲ့ဒီကြီးဟာလူဝိညာဉ်တွေကိုပြန်လဲခေါ်ဆောင်နိုင်တဲ့သင်္ကေတတစ်ခုဖြစ်တယ်။ Eric ဟာမသေးပဲပြန်လဲနိုးထလာတယ်။သူ့ကိုကြီးကလမ်းညွှန်ပြီးအတိတ်မှန်ဉဏ်တွေကိုပြန်လဲမြင်တွေ့စေတယ်။သူ့ mission တစ်ခုတည်းသူ့ချစ်သူအတွက်တရားမျှတမှုရှာဖွေရန်လက်စားချေမှုစတင်။ Eric ဟာမိမိကိုတတ်ထည့်တဲ့လူတစ်ယောက်ချင်းစီကိုလိုက်ရှာတယ်။သူ့ကိုထိခိုက်စေနိုင်တဲ့အရာမရှိသလိုဖြစ်နေတယ်။ကြီးရှိနေစီ၍သူ့မှာအင်အားရှိတယ်။မြို့ရဲ့မှောင်မိုက်တဲ့လမ်းကြားတွေထဲမှာတယောက်ချင်းစီကိုရင်ဆိုင်ပြီးသူတို့လုပ်ခဲ့တာကိုပြန်လဲခံစားစေတယ်။နောက်ဆုံးရင်ဆိုင်မှုအုပ်စုခေါင်းဆောင်နဲ့နောက်ဆုံးရင်ဆိုင်တဲ့အခါကြီးကိုထိခိုက်စေပြီး Eric ရဲ့အင်အားကိုလျော့နှဲစေတယ်။ဒါပေမဲ့ Eric ဟာချစ်ချင်းမေတ္တာနဲ့အမှန်တရားကိုအားကိုးပြီးနောက်ဆုံးမှာတရားမျှတမှုကိုအောင်မြင်စေတယ်။သူ့ mission ပြီးဆုံးသွားတဲ့အခါ Eric ရဲ့ဝိညာဉ်ဟာတည်ငြိမ်မှုရပြီး Shelly နဲ့ပြန်လည်တွေ့ဆုံနိုင်ဖို့အလင်းဘက်သို့ထွက်ခွာသွားတယ်။ကြီးလဲတိတ်တိတ်လေးပြန်တန်းသွားတယ်။ The Crow အပိုင်းနှစ်မြို့တစ်အမောင်တစ် Eric ရဲ့ဝိညာဉ်လွတ်မြောက်ပြီးနောက်တစ်နှစ်ခန့်ကြာလာတဲ့အချိန်တခြားမြို့တစ်မြို့မှာမီးလောင်မှုတစ်ခုဖြစ်ပြီးမိသားစုတစုအသက်ဆုံးရှုံးသွားတယ်။အဲ့ဒီညမှာပဲကြီးတစ်ကောင်ပြန်လဲပေါ်လာတယ်။ဒီတစ်ခါတော့ Eric မဟုတ်ပဲလူငယ်တစ်ယောက်ရဲ့ဝိညာဉ်ကိုလမ်းညွှန်ဖို့ပြန်လဲနိုးထလာသူသူ့နာမည် Daniel သူကတာမန် graphic အနုပညာရှင်တစ်ယောက်ဖြစ်ပြီးမိသားစုကိုဆုံးရှုံးခဲ့သူတင်ချိုင်းထက်ကနေသူနိုးထလာတဲ့အခါအမတ်တမတ်သူပြန်လဲထွက်ပေါ်လာတယ်။မီးလောင်မှုဟာမတော်တဆမဟုတ်ပဲအာနာကြီးတဲ့လူတစုရဲ့လျှို့ယွအဝှက်ဖုံးကွဲမှုဖြစ်တာကိုသိလာတယ်။ကြီးကသူ့ကိုလမ်းညွှန်တယ်။အမှန်တရားကိုဖော်ထုတ်ဖို့အမှောင်တဲကလမ်းကြောင်းDaniel ဟာမြို့ရဲ့မှောင်မိုက်တဲ့နေရာတွေကိုလိုက်လံရှာဖွေပြီးမီးလောင်မှုနောက်ွယ်မှာငွေကြီးလာဘစားမှုနဲ့အပြစ်ဖုံးကွဲမှုတွေရှိနေကြောင်းတွေ့ရှိလာတယ်။သူ့အင်အားက Eric တုံးကလိုပဲကြီးရှိနေစီ၍ခန္ဓာကိုယ်ပြန်လဲတန်ပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာမေးခွန်းတစ်ခုလက်စားချီဖို့လားဒါမှမဟုတ်အမှန်တရားဖော်ထုတ်ဖို့လားနောက်ဆုံးရင်ဆိုင်မှုအမှုကိုဖုံးကွဲထားတဲ့အဓိကလူကိုရင်ဆိုင်တယ်။ Daniel ဟာဒေါသနဲ့မဟုတ်ပဲအမှန်တရားကိုထုတ်ဖော်ဖို့ရွေးချယ်တယ်။အဖြစ်ရှိသူတွေထုတ်ဖော်ခံရပြီးတရားမျှတမှုရရှိလာတယ်။ကြီးကတိတ်တိတ်လေးပြန်တန်းသွားတယ်။ Daniel ရဲ့ဝိညာဉ်လည်းအေးချမ်းမှုရရှိသွားတယ်။သင်ခန်းစာပေးသွားတာကတော့ချစ်ချင်းမေတ္တာဟာတေချင်းတောင်ကျော်လွှတ်နိုင်တယ်။မကောင်းမှုတွေတနေ့တော့တရားမျှတမှုပြန်လည်ရရှိမယ်။လက်စားချီမှုထက်အမှန်တရားကပိုအင်အားရှိနိုင်တယ်။ဝိညာဉ်တစ်စင်တစ်စင်မှာမိမိရွေးချယ်မှုရှိတယ်